မင်္ဂလာပါဒီချက်ဒီနာဖြစ်ပါတယ်ဒီချက်ဒီနေ့သင်ပေးမှာက grade 12 maths ရဲ့ chapter 6လေးမှာ exercise 6.3 လေးရဲ့မနေ့ကအထိက10အထိပြီးသွားပြီเนาะအဲ့တော့ဒီနေ့က11လေးကိုကြည့်မှာဖြစ်ပါတယ်ဆိုတော့ exercise 6.3 ရဲ့ number 11လေးเนาะဆိုတော့11လေးမှာပေးတာပေးချက်လေးကိုကြည့် focus က -1,4 တဲ့ directress focus နဲ့ directress ပေးတယ်ဒီချက်ကထုံးစံအတိုင်းပဲစာပုံရေးမယ်ပေါ့နော်ပုံကြမ်းဆွဲမယ်ပေါ့ဆိုတော့ focus ကိုနေရာချနော်အဲ့တော့အဲ့မှာစဉ်းစားနည်းလေးပြောထားပြီးပြီ directress က x လို့ပေးလိုက်တာနဲ့ teacher တို့ရဲ့ပုံဒီပါဖြစ်တော့မှလဲ open left နဲ့ open right axis of symmetry ကဘယ်မှာရှိမလဲ x axis အတိုင်းရှိလိမ့်မယ်နော်ကဲအဲ့ဒါဆိုရင်ပုံနေရာချမယ် focus က -1,4 တဲ့ -1,4 ဆိုတော့အပေါ်မှာပေါ့နော်-1 ကနေ 4ဒါက focus ဖြစ်တယ် focus ဆိုတော့ f เนาะ f လေးကပါလဲ-1,4 เนาะကဲဟုတ်ပြီဒါဆို focus ချပြီးပြီ focus ချပြီးတော့ directress က x equal to 5တဲ့เนาะ x တန်ဖို့5မှာအပေါင်းဘက်မှာเนาะ x တန်ဖို့5မှာ directress ရှိမှာဆိုတော့ဘာအတိုင်းရှိမလဲ y axis အတိုင်းရှိမယ်ဆိုတော့ဒါလေးက directress เนาะ directress x equal to 5ပေါ့ x equal to 5เนาะကဲဟုတ်ပြီအဲ့ဒါဆိုရင်အခု teacher တို့ focus ကဒီမှာရှိတယ်ခုနကပြောပြီး directress နဲ့ focus နဲ့ဆိုရင် directress ကကြောဘက်မှာရှိမှဖြစ်တဲ့အတွက်ပုံဒီပါပုံထွက်မလဲ open to the left เนาะ open to the left ကိုမှ teacher တို့ရဲ့ပုံလေးရပါဖြစ်နေမလဲဒီ focus ကိုဖြတ်ပြီးတော့မှဘာဖြစ်နေမလဲaxis of symmetry ရှိမယ်เนาะ focus က -1,4 teacher အပေါ်နည်းနည်းလေးရွှေ့လိုက်တာเนาะအပေါ်နည်းနည်းရွှေ့လိုက်တာပြီးရင်ဒီမှာ teacher တို့ axis of symmetry line ရှိမှာမို့လို့เนาะဆိုတော့အဲ့ဒီ axis of symmetry line လေးကို teacher ရဲ့ပုံကဘာဖြစ်နေမှာလဲခောက်ချိုညီပြီးဆွဲမှာဖြစ်တယ်အဲ့တော့ကလေးတို့သိရမယ့်တစ်ချက်ထပ်ပြောမယ် teacher တို့မှာဒီမှာသင်ထားတဲ့အထဲမှာပုံလေးဟာတို့ရဲ့ vertex ဒီမှာမပေးဘူးเนาะမပေးဘူးเนาะ vertex နဲ့ vertex ကနေ directress နဲ့ focus ဟာ equal distance လို့ဒီချက် notes တင်တော့ definition မှာသိချလေးသင်ပေးခဲ့တယ်เนาะအဲ့ဒီ notes လေးတွေကြည်မှကလေးတို့ကညံစမ်းတွေကိုလည်းဖြည့်တတ်မှာဖြစ်တယ်စဉ်းစားတတ်မှာဖြစ်တယ်အဲ့တော့သူကဒီမှာ focus နေရာနဲ့ဒီမှာစုံတဲ့နေရာလေးကိုတချို့တို့ကြည့်ရအောင်ဒီစုံတဲ့နေရာเนาะအဲ့ဒီစုံတဲ့နေရာလေးက x တန်ဖိုးဆိုရင်အောက်ဘက်ကိုကြည့်လိုက်လို့ရတယ် x တန်ဖိုး5မှာရှိတယ်เนาะ5မှာရှိတယ် y တန်ဖိုးဆိုရင်ဒီဘက်ကိုကြည့်လိုက်လို့ရတယ် y တန်ဖိုးက4မှာရှိတယ်ဒါဆိုတချို့တို့ဒီနေရာစုံနေတဲ့နေရာဒီအဲ့ဒါ 5,4 เนาะဟုတ်ပြီလားတခါဒီမှာ focus ကကြတော့ဘယ်လောက်လဲ -1,4 ဖြစ်တယ်အဲ့တော့ तू က equal distance လို့ပြောတာဖြစ်တဲ့အတွက် teacher တို့ရဲ့ဒီအလဲတက်တဲ့မှာ vertex ရှိမှာเนาะ focus နဲ့ directress နဲ့ရဲ့အလဲတက်တဲ့မှာဘာရှိမှာလဲ focus ရှိမှာဖြစ်တယ်အဲ့တော့ကိုကပုံကိုခန့်မှန်းပြီးဆွဲလို့လေရတယ်ဒါပေမဲ့တွက်တဲ့အခါတော့ teacher တို့တေချာတွက်မှာပေါ့เนาะဒါဆိုရင်အလဲတဝက်မှာလို့ပြောတဲ့အတွက် 2เนาะအဲ့တော့ဒီမှာရှိလိမ့်မယ်အဲ့ဒါသူ့ရဲ့အလဲပဲအဲ့တော့ဘယ်လောက်မှာရှိမလဲ2ရှိမယ် x တန်ဖို့2မှာရှိမယ် y ကတော့တဒန်းနဲ့ဖြစ်တဲ့အတွက်4ပဲเนาะအဲ့ဒါဆိုရင် teacher တို့ 2,4 လေးမှာ vertex ရှိမှာစဉ်းစားနည်းလေးเนาะဒါ 2,4 မှာ vertex ရှိမှာဒါဆိုရင်ဘာဖြစ်အောင်ဆွဲမလဲခောက်ချိုးညီအောင် teacher တို့ပုံကိုဆွဲမှာဖြစ်တယ်เนาะအဲ့ဒါဆိုရင်ဒီမှာ teacher တို့ကဒီပုံလေးရပြီဆိုရင်ဒီနေရာလေးဘယ်လိုရတာလဲ2,4 ဘယ်လိုရတာလဲဆိုတော့တွက်ပြမှာเนาะ2,4ဒါစိတ်နဲ့သိပြီဟုတ်လားစိတ်နဲ့သိပြီဒါဆိုရင် teacher တို့ကဘာလုပ်ပြမလဲတွက်ပြမယ် तू က equal distance လို့ပြောထားတာ focus နဲ့ directress ဟာဒီ vertex ကနေ equal distance ဖြစ်တဲ့အတွက်ဒီ line ပေါ်မှာဒီဟာနဲ့ဒီဟာရဲ့ဘယ်မှာရှိရလဲ line ပေါ်မှာဆိုဒါ midpoint ပေါ့အလယ်မှတ်မှာရှိမှာနားလည်တယ်နော်အဲ့ဒါဆိုရင် teacher တို့က midpoint formula လေးသုံးပြီးတွက်ပြလိုက်လို့ရတယ်ဟုတ်ပြီလားအဲ့ဆိုရင် teacher စတွက်မယ်နော် vertex တွက်မယ်
နော် vertex ကိုလိုချင်ရင်ဒီမှာအမှတ်နှစ်ခုရှိတယ် focus က 1.4 နောက်က point က 5.4 ဒါဆိုရင်ဒီချတို့ရဲ့ midpoint formula သည် x1 plus x2 by 2ဆိုတော့1 plus 5 by 2ပေါ့နော်1 plus 5 by 2, နော် y1 plus y2 by 2ဆိုတော့4 plus 4 by 2ဒါ1မှာက minus ပါတယ်နော် minus 1 plus 5ဖြစ်မှာအဲ့ဆိုတော့4 by 2ဆိုတော့2ပေါ့နော်4 by 2 နောက်က4ဆိုတော့8 by 2ဆိုတော့ဘာဖြစ်မှာလဲ4ဖြစ်မှာအဲ့ဆိုရင်2.4ရသွားပြီပေါ့နော်ခုနအတိုင်းပဲနော်ကဲအဲ့ဒါဆို vertex ရပြီဆိုဒီတို့က equation ရေးမယ်နော် in figure နော်ပုံမှန်အရာဘာဖြစ်သွားပြီလဲ the parabola open to the left နော် open to the left ရဲ့ formula လေးကဘာဖြစ်မလဲ y minus k the whole square equal to minus 4p x minus h နော်ကဲအဲ့ဒါဆိုပေးချက်ကနေစဉ်းစားရအောင်ဆိုတော့အကျဉ်းစဉ်းစားမယ် focus ပေးထားတာဖြစ်တဲ့အတွက် open to the left အတွက်ဆိုရင် minus p, 0ဒါဆိုရင်ရှေ့ကို h ကမှမို့လို့ h minus p, 0เนาะဒါအပြောင်းနောက်တစ်ခါဒီမှာ directress ပေးတာဖြစ်တဲ့အတွက် directress ကဘာဖြစ်မလဲ x equal to p လို့ဖြစ်တဲ့အတွက် x equal to ဘာဖြစ်မလဲ h plus p ဖြစ်မယ်เนาะကဲဒါက directress ဒါဆိုရင် teacher တို့ဒီကနေတွက်မှာဖြစ်တဲ့အတွက် sorry เนาะဒါ0မဟုတ်ဘူး comma k ဖြစ်မှာ focus လေးရေးမယ်เนาะvertex လေးကတိပြီးသားဖြစ်တဲ့အတွက် vertex ဒီပါဖြစ်မှာလဲ h, k เนาะvertex က h, k ဆိုတော့ 2.4 ရထားတာဖြစ်တဲ့အတွက် h က2 k က4เนาะကဲပြီးရင်ဘယ်ကနေပြီးရှာလို့ရလဲဆို directress ကနေရှာလိုက်လဲရတယ်เนาะdirectress လေးက x equal to the h plus p ဖြစ်ပြီး teacher တို့ကိုအခုတည်ထားတာက5เนาะဒါဆို h plus p equal to 5ဒါဆို h ကအခု teacher တို့တည်ထားတာက2ဖြစ်တယ်ဆိုတော့2 plus p equal to 5မို့လို့ p equal to the 3ပဲရတယ်เนาะအဲ့ဆို teacher တို့ဘာလုပ်လို့ရပြီလဲ equation ရေးလို့ရသွားပြီဆိုတော့ equation ရေးမယ်ဆိုတော့ therefore ပေါ့เนาะ the equation of the parabola is နော် y minus k ဆိုတော့ y minus 4 the whole square equal to 4p ဆိုတော့4 3 42 minus 4p ဆိုတော့ minus 12ပေါ့နော် minus 12 x minus h ဆိုတော့ minus 2เนาะဒါဆို equation ရပြီ y minus 4 the whole square equal to minus 12 x minus 2အဲ့လိုမစဉ်းစားဘူးပေါ့เนาะအဲ့လိုမစဉ်းစားတော့ဘဲနဲ့ကလေးတို့က vertex မရှာတော့ဘူးเนาะဒီ vertex လေးကိုဘာမလုပ်တော့ဘူးလဲမရှာတော့ဘဲနဲ့เนาะ vertex မရှာတော့ဘဲနဲ့ focus နဲ့ဒီမှာပေးထားတဲ့ဟာကိုပုံရေးမယ်ဒီမှာရေးပြီးရင်ခု teacher တို့ဒီမှာ focus ကဒါမဟုတ်လားเนาะfocus ကဒါလေးဒါဆိုရင် teacher တို့က h minus p ကဘယ်လောက်နဲ့ညီမလဲ minus 1နဲ့ညီမှာပေါ့သူပေးချက်ကเนาะဒီမှာပေးထားတယ်ဒါဆိုရင် teacher တို့က h minus p equal to ဒီပါလဲ minus 1เนาะပြီးရင် directress ကအခုဒီမှာယူထားတဲ့ h plus p equal to 5เนาะအဲ့တော့ teacher တို့ကဒီနှစ်ခုကနေ equation 1 equation 2ဆိုပြီးတော့ထားပြီးရင် teacher တို့ဒီမှာဘာခြေလိုက်မလဲ p ခြေလိုက်ရင် 2h equal to ဒီဘယ်လောက်ရမလဲ4ရမယ်ဆိုတော့ h equal to ဘယ်လောက်ဖြစ်မလဲ2ဒီလိုရှာလဲရတယ်เนาะအဲ့ဒီမှာ h က2ဆိုရင်ဘာလုပ်မလဲဒီမှာဘာလာလုပ်လို့ရလဲအစားလှသွင်းပေါ့เนาะဒီမှာအစားလှသွင်းမယ်ဆိုရင်တခုမှအစားသွင်းလိုက်ဆိုရင် h က2ဆိုတော့2 minus p equal to minus 1เนาะအဲ့ဆိုရင်ဘာဖြစ်မလဲ minus p equal to the minus 3ဆိုတော့ p equal to 3ပဲရမှာเนาะအဲ့ဒီကနေ teacher တို့ဒီကို
ဒီချာတို့ဒီမှာအနောက်မှာ focus က k က4ဆိုတာဒီမှာတည်ပြီးသွားပြီเนาะ k က4အဲ့တော့အဲ့လိုရှာလိုက်လဲရတယ်ဒါကတော့ကိုက notes တွေကိုပိုင်နိုင်နေတယ်ဆိုရင်ကိုမြင်တတ်တယ်လို့တွက်လို့ရတယ်အဲ့ဒါကြောင့်ဒီချက်အမြဲပြောတဲ့ဒီချက် notes ကိုလည်းတေချာရှင်းထားတာဖြစ်တဲ့အတွက် notes ကိုတေချာအချိန်ယူပြီးရှင်းထားတယ်အဲ့ဆိုတော့ notes ကိုကြည်အောင်လုပ်အဲ့ဒီ notes အပိုင်းလေးကိုလုံးဝမြင်တတ်ပြီးဆိုရင်ကလေးတို့ကဘလို့လေးဖြစ်ဖြစ်ကိုစိတ်နဲ့မြင်တတ်တဲ့အတိုင်းလေးကို theorem မှန်တယ်ဆိုရင်ယူဆချက်မှန်ရင်တွက်လို့ရတယ်เนาะကိုတွေးလိုက်တဲ့အပေါ်မှာဖြတ်ထိုးညံကောင်းတဲ့ကလေးဟာမြန်ပြီးသွားမှာပဲအဲ့ဒါပဲกว่าမှာရမလားကဲဟုတ်ပြီเนาะအဲ့ဆိုဒီမှာတစ်ခါတည်းဒီချက်ထည့်ရှင်းပြလိုက်တယ်เนาะဆိုတော့နောက်တစ်ပုတ်လေးဆက်ကြည့်လိုက်เนาะ number 12လေးကိုကြည့်အောင် number 12ကလည်းပေးချက်ကအတူတူပဲတချို့တို့ focus နဲ့ပါနဲ့ပေးထားရလဲ directress နဲ့ပေးထားတာအဲ့တော့ဒီမှာကတော့တချို့ vertex ကိုပုံဆွဲမယ်เนาะပုံဆွဲရအောင်ဆိုဒီမှာ x ကိုကြည့်လိုက်เนาะသူပေးတာ x ဖြစ်တယ်ဒါဆိုရင် directress က x အတိုင်း x တန်ဖိုးမှာရှိမှာဖြစ်တယ်ဆိုရင် x လို့ပေးရင်ပုံကဘာထွက်မှာလဲ open left နဲ့ right နဲ့ထွက်မှာเนาะအဲ့ဆိုတော့ open left နဲ့ right ဆိုဒီချရိုရဲ့ axis of symmetry ဒီဘာအတိုင်းရှိမလဲ x axis အတိုင်းရှိမှာဖြစ်တယ်နေရာချမယ်เนาะ focus က 6,0 x က6 y က0ဆိုတော့ဘယ်မှာပဲရှိမလဲ6မှာပဲရှိမယ်ဒီချေတော့ဒါ graph ကဆွဲပြီးသားဟာကြီးပဲမို့လို့ဒီလောက်ပဲရှိမှာကလေးတို့ကတော့ပို့ဆွဲပေါ့เนาะဆိုတော့6,0 ဆိုတော့ဒီမှာပဲရှိမှာမို့လို့ focus လေးရေးမယ် focus က6,0เนาะအဲ့ဒါပြီးရင် directress က x equal to -6 တဲ့เนาะ x equal to -1 -2 -3 -4 -5 -6 เนาะဒီမှာပဲရှိမှာဒါဆိုဒီချက်ဒီနေရာလေးမှာ directress line ဆိုတော့ y ဝင်ယူအတိုင်းလေးရှိလိမ့်မယ်ဆိုတော့ဒါလေးက directress เนาะဆိုတော့ကလေးတို့ကကိုဆွဲပြီးတဲ့ဟာလေးလည်းတက်ပြီးပေါ့เนาะဒီနေရာမှာ directress ပေါ့ directress ကx equal to -6 လို့ပေးထားတယ်ကဲအဲ့ဒါတက်ပြီးရင်ဒီလိုပုံက focus ဘက်ကိုဘာဖြစ်မှာလဲလှည့်မှာဖြစ်တယ် directress နဲ့ကြောကတ်ထားမှာဖြစ်တဲ့အတွက် open to the right ဖြစ်မှာเนาะ open to the right မှာလဲအခု teacher တို့ကဒီမှာဆွဲမဲ့ဟာကကြည့်လိုက်ရင်ဒီနေရာအမှတ်ကိုကလေးတို့စဉ်းစားလို့ရတယ်เนาะဒီနေရာကအမှတ်က x တန်ဖိုးက-6ဆိုရင် y ကဒီ exist ပေါ်မှာဆိုရင်ဘာပဲဖြစ်မှာလဲ0ဖြစ်မှာเนาะအဲဆိုဒီနေရာလေးဒီ -6,0 ရှိတယ်ဆိုတာကလေးတို့ကအမှတ်အနေနဲ့ကသိပြီးသားဖြစ်တယ်เนาะသိပြီးသားဖြစ်တယ်ဒါဆိုရင် vertex ဒီ focus နဲ့ directress ကနေ equal distance လို့ပြောတဲ့အတွက်ဒီဘက်မှာ-6เนาะဒီဘက်မှာ +6 ဆိုရင်သူ့ရဲ့ focus ဒီဘက်မှာvertex ဒီဘက်မှာရှိနေမလဲဘယ်မှာရှိနေမလဲ 0,0 ဖြစ်ဆိုတော့ဒီမှာ 0,0 မှာရှိမှာဆိုတော့ပုံက open to the right ကိုဒီချက်ပုံကအဲ့ဒါဆိုရင်ဒီမှာဒီလိုလေးထွက်သွားပြီဆိုရင်နော်ပုံကပုံအရလို့တချို့တော့ရေးလို့ရပြီနော်ခုနကလိုမျိုးစဉ်းစားလဲရတယ်နော်ကလေးတို့က vertex ကိုဒီတိုင်းမစဉ်းစားဘဲနဲ့ခုနလိုပဲစဉ်းစားလို့ရတယ် mid point အနေနဲ့တွက်ပြလို့လဲရတယ်ကြိုက်တယ်လို့တွက်နော်ဒါကြောင့်မို့လို့ in figure နော် the parabola open to the right နော်အဲ့ဆို open to the right အတွက် equation လေးဆိုမယ်ဆိုတော့ y minus k the whole square equal to 4p x minus h ကဲဒါဆိုရင်စဉ်းစားအောင်နော် focus ကိုစဉ်းစားမယ် open to the right အတွက်ဆိုရင်မူလက p, 0 ဖြစ်တယ်ရှေ့ကို h ကမှာဖြစ်တဲ့အတွက် h plus p, k ဖြစ်မယ်ဒါ focus နော်အဲဆိုရင်တချို့ focus ကနေတွက်လို့ရပြီ focus နော် focus က h plus p, k ဖြစ်တယ်ခုသူပေးထားတာက 6,0 ဖြစ်တဲ့အတွက်ဒီချရိုရဲ့ h plus p ကဘာနဲ့ညီမလဲ6နဲ့ညီပြီး k လေးက0เนาะအဲ့ဒါတခုပြီးရင် directress เนาะ directress ကကြတော့ဒီဘက်ဆိုတော့ဘာဖြစ်မှာလဲ h minus p ဖြစ်မှာเนาะ x equal to h minus p ဒါဆိုရင်အခုပေးထားတဲ့ directress က -6 မို့လို့ h minus p equal to -6 เนาะက
အဲ့ဒါဆိုရင်ဒီမှာဒီ equation နှစ်ခုဒါလေးက1ပေါ့နော်ဒါလေးက2ဆိုပြီးတချို့ခြေလိုက်လို့ရတယ်ဆိုတော့ h plus b equal to 6နဲ့ h minus b equal to minus 6ဆိုရင် b ကြီးသွားမယ် h က 2h ရမယ်minus 6 plus 6 or 0ဆိုတော့ h equal to ကလည်း0เนาะဒါဆိုရင်အခု teacher တို့က equation ရေးလို့ရသွားပြီဆိုတော့ therefore the equation of the parabola is เนาะ is y minus k ဆိုတော့အခု k က0 the whole square equal to 4p လို့ပြောတဲ့အတွက်ဒီမှာ p ရှာအောင်မယ်เนาะဒီချက် p ရှာဖို့လိုတယ်ဆိုတော့အခု h က0ဆိုဒီမှာလာထည့်မှာပေါ့เนาะ1မှာ equation 1မှာထည့်လိုက်ဆိုတော့ h က0 0 plus b equal to က6 b equal to 6ဖြစ်မှာเนาะဒါကြောင့်မို့လို့ 4p ဆိုတော့6လေးလီဆိုတော့24 x minus h ဆိုတော့0เนาะဆိုတော့0ဖြုတ်လိုက်မယ်ဆိုတော့ y square equal to 24x လို့ရသွားမယ်ဒါလေးပဲเนาะအခုဒီတစ်ပုဒ်ကိုတော့ဒီချက်က vertex ကို midpoint နဲ့မတွက်ပြလိုက်ပဲနဲ့ဒီတိုင်းလေးတွက်လိုက်တယ်အဲ့တော့အခုကလေးတို့ကဒီလောက်ဆိုနားလဲသွားပြီလို့ထင်တယ်မြင်တတ်မယ်လို့ထင်တယ်เนาะကဲဟုတ်ပြီဒီချက်နောက်ဗီဒီယိုလေးကိုဆက်ဆောင်ကြည့်ပေးအားလုံးမင်္ဂလာပါ